ဒီနေ့ကတော့စက်သားကာလာတိုင်းချက်ပြမလို့ခုန one store supermarket ကနေပြီးတော့စက်သားကိုပေါ့နော်တောင်ပန်တွေကြီးပဲဝယ်လာဆိုတောင်ပန်ကြိုက်လို့တောင်ပန်အလဲတုံးလေးကိုမိုက်တယ်တောင်ပန်နေရာမှာတခြားပေါင်တို့ရင်မုံတို့အသားတုံထည့်ပြီးချက်လဲရတယ်ဒီမှာဘူးဒီတစ်စိတ်ဝယ်လာဘူးဒီတစ်စိတ်ရပင်စိမ်းတစ်စီးရဒါပဲလို့ဟာစက်တုံနီစက်တုံဖြူချင်းပလီးထားတယ်ပြီးရင်ငုတ်ဒီဆဲမို့အယောင်တင်မို့စနွင်းဒါပဲလို့အဲ့တော့ကျွန်တော်လုံးချက်မှာပါနော်ကာလာသားချက်လူပြိုချက်စီဝိုင်တက်ဆရာမလို့လုံးချက်ချက်ပါ3မိနစ်အိုးလေးနဲ့ချက်ပြပါမယ်3မိနစ်ရင်လေးအိုးနဲ့စက်သားကာလာသားရင်ချက်တာပေါ့ဘယ်သူမှမချက်ဘူးသေးဘူးဒါခုနစက်သားရဲ့အဲ့စက်တုံငုတ်ဒီမုံဘာညာဆာပလာကို3မိနစ်ယူနေအိုးနဲ့ထည့်လိုက်တယ်ထည့်ပြီးွားရင်အဲ့မှာစားလေးနည်းနည်းထည့်မယ်အဲ့ဟိုတင်းစားညာအိတ်ထည့်ကြမလို့ငမြိုင်လေးထည့်အောင်မှာဆိုစားပပပဲဟုတ်ပြီဒါရွှေမင်းသမီးငံပြားကြီးမြမငံပြားကြီးပေါ့အဲ့မြမငံပြားကြီးငါးငံပြားကြီးလေးနည်းနည်းထည့်မယ်အများကြီးမလို့ဟုတ်ပြီအခုလာမှာတော့ magic ဒါတော့ shaky ပေါ့ grand rice smooth whisky လေးပပလေးထည့်ကာလာတိုင်းဆိုတော့ဒါ shaky နဲ့လေးနည်းနည်းလေးပါအောင်ပါအများကြီးမလို့ teaspoon 1 spoon လောက်ပဲဒီပူဝါးရဲ့အရနံလည်းပျောက်သွားလိမ့်မယ်ဒီအာနီတင်ခွန်သွားလိမ့်မယ်ဟုတ်ပြီဒါတော့ချုံမုံကတော့ကြိုင်ထဲမကြိုင်မထည့်လိုက်ရတယ်ချုံမုံနေရာမှာတခြားစက်သားမုံတို့ဒါရှိလို့ဘာညာထည့်လိုက်ရကျွန်တော်အပလေးပဲထည့်ရအများကြီးမထည့်ဘူးဟုတ်ပြီခုနကဝီစကီနေရာမှာဟင်းချက်ဝိုင်တို့ဘာတို့ရိုးရိုးဆိုဂျူတို့အောင်ထည့်လိုက်ရတယ်အပလေးပေါ့ဒီစပွန်နဲ့တစ်စုံနှစ်စုံလောက်ပဲဟုတ်ပြီဒါကျွန်တော်လက်နဲ့နေနေရလက်မရှိလို့ပြီးတော့လက်ဆိုရလည်းမကြိုက်ဘူးဒီအောင်ချောချွတ်ပြနေလက်ကိုတေချာဆေးထားပြီးသားစက်ပြားနဲ့နှစ်ထပ်လောက်ဆေးထားပြီးသားဆေးပြီးမှနေတာဟုတ်ပြီနေပြီးွားရင်ကျွန်တော်အဲ့ဒါကို15မိနစ်ကနေပြီးတော့တနိုင်လောက်ထိနှက်ထားလို့ရတယ်ကျွန်တော်တော့တနိုင်လောက်နှက်လိုက်3မိနစ်အိုးထဲမှာပဲနေတနိုင်လောက်နှက်အဲ့ချိန်မှာဘူးသီးလေးကိုစိတ်လေးထားမယ်ပြီးရင်ပင်သိန်းလေးတင်ထားမယ်ဘူးသီးလေးစိတ်ပြီးလီးထားရေဆေးထားတယ်ဟုတ်ပြီဒါတနိုင်ကြာသွားပြီပေါ့နှက်ထားတော့အသားလေးကိုရတာတွေဝင်သွားပြီအဲ့ချိန်မှာစီထည့်မယ်စီကို table spoon နဲ့သမင်းစားစုံနဲ့တစုံခွဲလောက်ပဲအများကြီးမလို့ကျွန်တော်စီပြန်ချက်မှာမဟုတ်ဒါအရေးတောက်ပေါ့တောက်ဆန်းလေးချက်မှာစီကိုသမင်းစားနဲ့တစုံပဲစီစားကိုဒါပဲပြင်စီများမှာပဲဖြစ်နေတာဒီစီထည့်ပြီးွားရင်ရေနည်းနည်းလေးထည့်ရရေကို2ဆွန်းလောက်ထည့်သမင်းစားနဲ့2ဆွန်းလောက်ထည့်ပြီးရင်ဒါမီးဖွင့်ပါပြီလုံးတော့မယ်ဒါလုံးချက်ပေါ့လုံးချက်ချက်တာဟုတ်ပြီလုံးတဲ့အချိန်မှာ10မိနစ်ချားတစ်ခါလောက်မှွေပြီးနော်စီတက်လို့ပဲလားလုံးတာ10မိနစ်ချားတစ်ခါလောက်မှွေပြီးမှွေကောက်သွားမှာဆိုလို့ဒီအိုးကကတ်တယ်အဲ့ရေခမ်းတဲ့အထိပေါ့နော်စက်သားရထွက်လာရေခမ်းသွား6သွားတဲ့အထိဒါလုံးမရဟုတ်ပြီဒါရေခမ်းပြီးတော့စီထွက်လာပြီစက်သားကနေပြီးတော့စက်ရေကနေစီထွက်လာအဲ့လိုစီထွက်လာပြီဆိုလို့ရှိရင်ဒါရေတစ်ခွက်ထည့်လိုက်ရေခွက်ထည့်ပြီးတော့ကျွန်တော်ဂျင်းကိုလက်20လောက်တပြားရိုက်ထားထည့်လိုက်တယ်ဇပလင်ရှိတော့ဇပလင်ထဲပေါ့နော်ကျွန်တော်ဇပလင်မရှိတော့ဂျင်းလေးပဲထည့်လိုက်တယ်ပြီးအုပ်ထားပြီးတော့ထည့်လိုက်ပြီဟုတ်ပြီ15မိနစ်မိနစ်20လောက်ဆိုအဲ့မှာပွက်လာဟိုချက်သားလဲနူးပြီဆိုရင်ဘူးဒီရေဆေးထားထည့်လိုက်တော့ထည့်ပြီးတော့ထပ်အုပ်ထားမယ်နောက်တဲ့7မိနစ်15မိနစ်အုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့မှာရပါပြီဘူးဒီနူးသွားပြီဆိုလို့ရှိရင်အရသာမြည်ကြည့်မယ်ကျွန်တော်နည်းနည်းပေါ့လို့စားလေးနည်းနည်းနဲ့ငမ်းပြားလေးထည့်လိုက်တယ်အရသာပါညာ5မီဆိုလို့ရှိရင်ပင်စိမ်းလေးအုပ်လိုက်တော့တင်ထားတဲ့ပင်စိမ်းလေးအုပ်လိုက်တော့အဲ့ဆိုတော့လုံးဝမှွေသွားရင်နာရှယ်သွားရင်ဘူးဆိုတော့အရန်ကောင်းတဲ့ဟင်းလေးကျက်သွားပါပြီပင်စိမ်းနဲ့တင်းတင်းလေးနဲ့တင်လုံးမှွေပဲလုံးဝတစ်ခန်းလုံးတင်လုံးမှွေကြိုင်သွားအနက်တင်သေးသွားလိမ့်မယ်ခုဆိုလို့ရှိရင်တော့ကျွန်တော်တို့မြမရိုးရကြက်သားဘူးဒီကာလာတဲ့ချက်လေးရပါပြီဒါကိုထမင်းနဲ့ပဲစားတော့ရှက်ကီကြိုက်တဲ့သူရှက်ကီနဲ့ပြီးဘီယာနဲ့ပဲပြီးဆိုဂျူနဲ့ပဲပြီးအရန်ဖိုင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်